တခါတော့ကလေတစင်းနဲ့လူ3ယောက်ရေလမ်းကြောင်းခီးတစ်ခုသွားကြရေလေကောင်ရောက်ပြီဆိုတော့တယောက်တော့သူကလေရဲ့ဥပိုင်းမှာထိုင်တယ်တယောက်လူကလေရဲ့ပေပိုင်းမှာထိုင်တယ်နောက်တယောက်ကတော့လေကလေးကောင်ဝမ်းပိုင်းမှာထိုင်နေပေါ့နော်အဲလိုနဲ့လေလေးလှော်ပြီးတော့သွားကြရင်းနဲ့ရေလေကောင်ရောက်တော့လေရဲ့အလေကောင်လေဝမ်းပိုင်းမှာထိုင်နေတဲ့လူကဘာလုပ်လဲဆိုတော့သူ့ရဲ့လွယ်အိတ်ထောင်ထဲကနေလွန်ဘူးလေးထုတ်ပြီးတော့သူထိုင်နေတဲ့လေရဲ့ဝမ်းပိုင်းကိုအဲ့ဒီလွန်ဘူးနဲ့ဖောက်တယ်တဲ့ဟုတ်လားကိုစီးနေတဲ့လေရဲ့ဘိုက်ကိုကိုယ်တိုင်ဖောက်တာနော်တပေပိုင်းမှာထိုင်တဲ့လူနဲ့ဥပိုင်းမှာထိုင်တဲ့လူကဘယ်အငြိမ်နေလို့ရတော့မလို့ပြပြတလဲလာတာတော့ဗာမင်းဘာလို့တာတော့ပေါ့အဲ့တော့အဲ့ဒီလူကဘာပြောလို့ဆိုတော့ငါနေရငါဖောက်တာမင်းတို့လည်းဘာဆိုင်တော့လို့ပြောနေစဉ်းစားရမကောင်းဘူးလားလို့ပြောလို့ရလားဘာလို့တော့တလီတဲ့စီတခီးတဲ့သွားနေရဟုတ်လားငါနေရငါဖောက်တာမင်းတို့လည်းဘာဆိုင်လဲဆိုတဲ့လူတွေလောကမှာအများကြီးရှိတယ်အဲ့ဒီငါရက်တော့ပြီးတော့ငါမိမငါနှိမ့်ဆက်နေမင်းတို့လည်းဘာဆိုင်လဲဆိုတဲ့လူတွေအများကြီးရှိတယ်မဆိုင်ဘူးလို့ပြောလို့ရမလားအ ਨੇ ဆုံးတော့စိတ်ညစ်ညူးရတယ်အကုသိုလ်ဖြစ်ရတယ်ဟုတ်တယ်မဟုတ်လားလူဆိုတာတယောက်တည်းနေလို့မရလို့ပြောချင်တာလေးကပါလေကိုကြောင့်သူများဆင်းရဲနိုင်တယ်လို့ချမ်းသာမှုဖြစ်နိုင်တယ်လို့သူများကြောင့်ကိုလည်းဆင်းရဲနိုင်တယ်ချမ်းသာမှုလည်းဖြစ်နိုင်တယ်အဲ့လိုဆိုရင်ကိုအတွက်ကိုကြည့်ပြီးတော့နေုံမြတ်မကပဲနဲ့သူများအတွက်ပါကြည့်ပြီးတော့နေတတ်ကြဖို့ဦးဇင်းတို့မလိုဘူးလား